Guten Tag အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကအရှိမလေ့လာခဲ့တဲ့ German alphabet ရဲ့အလုံး30တဲကမှဘယ်စကားလုံးတွေက vowels တရတွေဖြစ်နေမလဲဘယ်စကားလုံးတွေကတော့ consonants ဘီးတွေဖြစ်နေမလဲဆိုတာလေးကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်နော်အဲ့တော့ German မှာအခြေခံအခရာအလုံး30တဲကမှ vowel 10လုံးရှိမယ် consonant 22လုံးရှိမယ်အဲ့တော့B လို့ခေါ်တဲ့ vowel 10လုံးကဘာတွေလဲဆိုတော့ R A E O U A U E ဒါဆိုရင်ဒီ10လုံးကလွယ်၍ကျန်တဲ့စကားလုံးတွေကို consonant အနေနဲ့သတ်မှတ်တယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီ alphabet တွေထဲကမှဘယ်စကားလုံးကတော့ vowels ဘယ်စကားလုံးကတော့ consonant ဆိုတာသိဖို့လိုလာတယ်ဆိုတော့စကားလုံးတွေကိုအတန်ဖြတ်တော့မယ်ဆိုရင်အဲ့စကားလုံးတွေမှာပါဝင်နေတဲ့စကားလုံးတွေဒီ consonant တွေ vowels တွေဖြစ်တတ်တယ်အဲ့လို consonant တွေ vowels တွေရောပြီးတော့ဖွဲ့စည်းထားတဲ့စကားလုံးတစ်ခုကိုအတန်ဖြတ်တော့မယ်ဆိုရင်အတိကအရေးကြီးတာဒီ vowels ပဲစကားလုံးတစ်ခုကိုအတန်ဖြတ်တော့မယ်ဆိုရင်အဲ့ vowels ရဲ့ b ဘယ်ဘက်ချမ်းမှာရော b ညာဘက်ချမ်းမှာရော consonant တွေရှိတတ်တယ်ဒါဆိုဟုတ်ပြီ vowels ကအရေးကြီးဆုံးပဲဆိုတော့ vowels ရဲ့ဘယ်ဘက်မှာလဲ consonant ရှိမယ် vowels ရဲ့ညာဘက်မှာလဲ consonant ရှိမယ်ဆိုကျွန်တော်ကဘလို့အတန်စပြီးဖြတ်ပေးရမလဲဆိုတော့ပထမတွေ့တဲ့ vowels ရဲ့ဘယ်ဘက်ချမ်းတွေကိုအရင်စပြီးတော့အတန်ဖြတ်ပေးရမယ်ဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်တို့ဒီမှာ CV လို့ပြောထားတယ် C ဆိုတာ consonant V ဆိုတာ vowel အဲ့တော့ပုံမှန်ပထမတော့ဒီဘူးကအားဖြင့်တရကိုလိုက်ရှာမယ်တရတွေ့ပြီဆိုတာနဲ့ဘယ်ဘက်ချမ်းမှာပဲ consonant ရှိမယ်ညာဘက်ချမ်းမှာပဲလေ consonant ရှိတတ်ပြီမယ်ကျွန်တော်အတန်စဖြတ်ရင်ဘယ်ဘက်က consonant ကိုအရင်စဖြတ်ပြီမယ်အဲ့ဆိုကျွန်တော်တို့အခု BR ဆိုတဲ့စကားလုံးလေးကိုအတန်စပြီးတော့ဖြတ်ကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ဒီ BR ဆိုတဲ့စကားလုံးလေးကိုအတန်ဖြတ်မယ်ဆိုရင်အရင်ဦးဆုံးအဲ့စကားလုံးမှာတရဘယ်မှာပါနေလဲဆိုတာလိုက်ရှာကြည့်မယ်အဲ့ဆိုကျွန်တော်တို့တရတွေ့ပြီတရတွေ့ပြီဆိုတာနဲ့အဲ့တရရဲ့ဘယ်ဘက်ချမ်းနော် vowel စစ်ဘယ်ဘက်ချမ်းကိုလိုက်ကြည့်မယ် vowel စစ်ဘယ်ဘက်ချမ်းက consonant နဲ့အတန်ပေါင်းဖတ်ပြီမယ်အဲ့တော့ဒီမှာ consonant ရှိပြီဒါဆိုရင် B R ဆိုတဲ့စကားလုံးလေးကိုအတန်ဖြတ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုတစ်ချက်လေးကြည့်ကြည့်မယ်ဘာတန်လေးတွေဘလို့လေးတွေမှတ်ဖို့လိုလဲဆိုတာကိုလေ့လာကြည့်ရအောင်ဘာလေးတတိထားမိလိုက်လဲကျွန်တော်ပုံမှန်ဆိုရင်ဒီစကားလုံးလေးကိုအရှိဗီဒီယိုမှာအတန်ဖြတ်ခဲ့တော့ကဟာနော်ပါဇက်ဖွင့်ပြီးတော့ဟာဆိုပြီးတော့ဆိုခဲ့ကြတယ်ဒါပေမဲ့ဒီမှာကျတော့ဟာတဲ့အပီပြင်မဟုတ်ပဲနဲ့နော်အတန်လျှော့သွားတဲ့အတန်လေးကျွန်တော်တစ်ခေါက်ပြန်ပြီးတော့ကြည့်ကြည့်အောင်နော်ဟာတဲ့အပီမဆိုတော့ဘူးဟာအဲ့အတန်လေးပဲဆိုသွားတယ်အဲ့တော့ကျွန်တော်ဒီမှာ consonant လေးတွေပေါ့နော် B C D F စတဲ့စကားလုံးလေးတွေကပုံမှန် alphabet အခရာစင်မှာဆိုရင်တော့ B C D စသည်ဖြင့်အတန်ထွက်ခဲ့ကြပြီမဲ့ဒီ consonant လေးတွေကစကားလုံးတစ်ခုမှာ vowels နဲ့အတူတူတွဲပြီးရှိနေပြီဆိုရင်တော့ဒီစကားလုံးလေးတွေကိုကျွန်တော်တို့ကပုံမှန်အပြည့်အစုံမဖတ်တော့ဘဲနဲ့ယော့သွားတဲ့အတန်လေးနဲ့ဖတ်ပြရမယ်ဒါကြောင့် B ဆိုရင် B တန်မထွက်တော့ဘဲနဲ့ဘစနော်အဲ့အတန်လေးထွက်သွားမယ်အဲ့တော့ကျွန်တော်ဒီမှာအတန်ဖြတ်တဲ့အခါမှာအနီးဆက်ဆုံးအတန်တူတဲ့မြန်မာစကားလုံးလေးနဲ့နှိုင်းပြထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာမြန်မာအတန်လို့ဘစဒါနော်အဲ့လိုမျိုးအပီအပင်ကြီးတော့ဆိုတာမဟုတ်ဘူးရေဘူးကအနီးဆက်ဆုံးအတန်လေးတွေကိုပြောပြထားတယ်အဲ့တော့ဒီမှာကျွန်တော်တို့အထုမှတ်ရမယ့်စကားလုံး၃လုံးရှိမယ်ဒီမှာဆိုရင်ကျွန်တော်အနီလေးနဲ့ပြထားတယ်ဘာလေးလဲဆိုတော့ တန်လေးနော်အဲ့ တန်လေးက alphabet တစ်လုံးဆိုရင်တော့ဒီ ဆိုပြီးမဲ့တော်တာတစ်လုံးနဲ့ပေါင်းသွားပြီဆိုရင်တော့သူဒီရတန်လေးဆိုပြရမယ်နော်ရတန်နဲ့မတူနော်ရပလက်တန်နဲ့မတူသူကရှာလိတ်တန်လေးပါတယ်ရအဲ့တန်လေးနဲ့ဆိုပြီးမယ်
နောက်တစ်ခုကကြတော့ S နဲ့ Z နဲ့သူကပြောင်းပြန်ဖြစ်သွားမယ် S နဲ့ဆိုရင် Z တန်ထွက်ပြီးတော့ Z ဆိုရင် S တန်ပြန်ထွက်ပြီးရမယ်ဒါဆိုရင် S နဲ့ Z နဲ့ကိုကျွန်တော်တို့ဘယ်လိုလေးတွေအတန်ပြောင်းသွားလဲဆိုတာလေးကိုဆက်ပြီးတော့လေ့လာကြည့်အောင် S ဆိုရင် Z တန်ထွက်မယ် Z ဆိုရင် S တန်ထွက်မယ်ကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်အောင်ဒါဆိုကျွန်တော်တို့အခုဒီ BR ဆိုတဲ့အတန်လေးကိုအတန်စပြီးတော့ဖြတ်ကြည့်အောင်ခုနကပြောတဲ့ rules လေးကိုကျွန်တော်ပြန်ပြီးစဉ်းစားမယ်ဆိုရင်တရအရင်ဦးဆုံးလိုက်ရှာမယ်အဲ့တော့တရဒီ R ဆိုတော့သူကတကယ်အခြေခံဒီမြန်မာလိုဆိုရင်တော့ရေးချမောက်ချတန်လေးဖြစ်သွားမယ်ရှေ့က consonant လေးဒီ B ဒါပေမဲ့တရနဲ့ပေါင်းတဲ့အတန်မှာဘနော်အဲ့အတန်လေးဖြစ်သွားမှာဘ R ပေါင်းလိုက်မယ်ဘာဆိုတဲ့အတန်ထွက်သွားမယ်ဒီမှာလဲကျွန်တော်တို့အရှိဒီမှာလိုမျိုးပဲအနည်းဆက်ဆုံးမြန်မာအတန်ကိုကျွန်တော်ထည့်ပေးထားတယ်ဒါပေမဲ့တက်နိုင်သမျှမြန်မာလူတွေကိုကြည့်ပြီးတော့အတန်မထွက်ပါနဲ့မြန်မာလူစကလုံးကြီးလိုက်ဆက်ပြီးတော့မြန်မာအတန်အပီဒီကြီးထွက်ဖို့မလိုဘူးเนาะကျွန်တော်ကိုယ့်ကိုစာပြန်ကြည့်တဲ့အချိန်မှာရုပ်တရက်ဂျမန်လူတွေကြီးဆိုရင်အတန်မေ့သွားမှာဆိုလို့ဒါအထောက်ကူတစ်ခုအနေနဲ့မြန်မာတန်လေးတွေထည့်ပေးထားတယ်မြန်မာလူကြီးကိုကြည့်ပြီးအပြုတ်ပြီးမထွက်ပါနဲ့မြန်မာလူအပြုတ်ပြီးထွက်ရင်နောက်ပိုင်းတန်ထွက်မပီတာတွေဖြစ်လာနိုင်တယ်ဒါကြောင့်ကျွန်တော်တို့အတိအကကတော့ဒီမှာဒီခုနကပြောခဲ့တဲ့လိုမျိုးပဲတကယ်ဂျမန်အတန်တွန်လေးတွေနဲ့အတန်ပေါင်းနည်း system အတန်ဖြတ်နည်း system လေးကိုပဲ base လုပ်ပြီးတော့အတန်ရအောင်ထွက်ကြည့်ပေးမယ်နော်ဒီမှာကတော့အနည်းဆက်ဆုံးအာတရနဲ့ပေါင်းမယ်ဆိုရင်ရေးချတဲ့မောက်ချတဲ့အနေနဲ့ရေဘူးကအဖြစ်သွားတူသွားမယ်အဲ့တော့ BR ဆိုရင်ဘာဆိုတဲ့အတန်ထွက်သွားမယ်ဒါလေးကိုနမူနာယူပြီးတော့ B နဲ့ R နဲ့ပေါင်းရင်ဘာအတန်ထွက်တယ်လို့မျိုးပဲကျန်တဲ့စကားလုံးတွေကျွန်တော်တို့ဆိုကြည့်အောင်နော်စာဒါဖာဂါဟာယာခါလာမာနာပါနော်သူကဒီမှာကကြတော့စကားလုံးတွေကိုအတန်ဖြတ်တဲ့အခါမှာရေဘူးကအားဖြင့်ဖအတန်ပအတန်ထွက်တယ်တခါတလေမှာဖအတန်ထွက်တယ်နော်အဲဒါကြောင့်ကျွန်တော်ကပနဲ့ဖနဲ့နှစ်တန်ပေးထားတယ်နောက်တစ်ခုရာနော်ရာတန်လေးဆိုမယ်ထာဗာအပေါ်သွားကအောက်နှခမ်းကိုလာဖိတဲ့အတန်လေးဖြစ်မယ်အတန်ပြင်းထွက်မယ်ဗာ S ဒါပေမဲ့တရတလုံးနဲ့ပေါင်းသားပြီဆိုရင် S ဆိုရင် Z နော်အဲ့အတန်ထွက်မယ်အဲ့တော့ဇာ Z ဆိုရင်အဲ့အတန်လေးနဲ့ပေါင်းမယ်စာဒီတစ်ခါ vowel E နဲ့ပေါင်းကြည့်မယ်အဲ့တော့အတန်ဖြတ်နည်းဒီခုနကစဉ်းစားနည်းအတိုင်းပဲကျွန်တော်တို့တရပေါ်မှာနော် vowels ပေါ်မှာမူတည်ပြီးတော့ပဲအတန်လေးတွေပြောင်းသွားမယ်အဲ့တော့ဒီတစ်ခါကျွန်တော်တို့ပေါင်းမှာက A တရA ဆိုတော့မြန်မာလိုရေးဘူးဟာအဖြစ်တဝေတိုးတန်နဲ့သွားတူသွားမယ်အဲ့တော့တဝေထိုးကိုဘဆိုတဲ့စကားလုံးလေးနဲ့ပေါင်းတဲ့အခါမှာ B ဆိုတဲ့အတန်လေးထွက်သွားတယ်လို့မျိုးပဲကျန်တဲ့ consonant အနေနဲ့ပေါင်းမယ်ဆိုရင် B C D F G Hရေခေလေးမေနေဟေရေထေဝေဇေစေဒီတစ်ခါဤတရလေးနဲ့ပေါင်းမယ်ခုနက rules အတိုင်းပဲတရအရင်ရှာမယ်တရဂရီဤတရအဲ့တော့ရေဘူးကအားဖြင့်နော်ဒီအတန်လေးဖြစ်သွားမယ်လုံးကြီးတင်ဆက်ကဝတ်စာနှလုံးပေါက်အတန်လေးဖြစ်သွားမယ်အဲ့တော့အဲ့အတန်လေးကိုအရှိက consonant နဲ့ပေါင်းမယ် B
B ဆိုတဲ့အတန်လေးထွက်သွားမယ်အဲ့တော့ကျန်တဲ့ consonant လေးကိုကျွန်တော်တို့ဆိုကြည့်အောင် B C D F G H G K L M N P R T V Z C ဥဒရာ O ဘာနဲ့ပေါင်းမယ်ဘိုဘိုဆိုဒိုဖိုဂိုဟိုယိုခိုလိုမိုနိုဟိုရိုထိုဗိုဇိုဆိုဒီတစ်ခါဥဒရာနဲ့ပေါင်းမယ်ပဥဘူဘူစုဒူဖူဂူဟူယူခုလူမူနူဟူရူထူဝူဇူစုဒီတစ်ခါကျတော့ဂျမန်မှာပဲရှိတဲ့အခြေခံ special letters A ဆိုတဲ့အတန်လေးနဲ့ပေါင်းမယ်နော်စေဒေဖေဂေဟေယေခေလေမေနေဟေရေထေဗေဇေစေဒီတစ်ခါနော်ကို B နဲ့ပေါင်းမယ် view siu dew few gu hu you q liu mu new pew ryu chew view siu siu ဥတရာနဲ့ပေါင်းမယ် u view siu dew few gu hu you q liu mu new pew ryu chew view siu siu တော့ဒီဗီဒီယိုမှာကကျွန်တော်တို့ consonant အနေနဲ့အတန်ဖြတ်တဲ့အခါမှာအတိကအခရာကြတဲ့ r e e o u e u u ဆိုတဲ့တရာလေးတွေနဲ့ပေါင်းပြီးတော့အတန်ဖြတ်ခဲ့ကြမယ်เนาะအဲ့တော့အိမ်မှာတစ်ခါဒီ consonant အနေနဲ့ဒီ vowels တွေနဲ့ပေါင်းပြီးတော့ r ဆိုရင် r တန်လေး a ဆိုရင် a တန်လေးနဲ့နောက်တစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်ပေးထားပြီမယ် choose